မြောက်မြို့ဟာရခိုင်မန်းဆက်ဆက်နှစ်ပေါင်း350ကျော်စိုးစံခဲ့တဲ့မြို့ကြီးဖြစ်ပြီး1984ခုနှစ်မှာဒီဇင်ဘာ31ရက်နေ့မှာဗမာပြည်ဘောတော်ဗျာမင်းတင်ပိုက်ပြီးတဲ့နောက်ပိုင်းမှာတော့ထိနှံပစ်စစ်ခဲ့တာဖြစ်ပါတယ်။ဒီအတွက်ရခိုင်လူမျိုးတွေဟာဒီဇင်ဘာ31ရက်နေ့မှာရခိုင်အချုပ်အခြာအာဏာကျဆုံးတဲ့နေ့အဖြစ်ကျင်းပလက်ရှိပါတယ်။ရခိုင်လူဖရိုင်ရာဒီဘွားကိုတွေ့တိုင်းတော့ခုံမြေကုန်ယူနေ1930ခုနှစ်မှာရခိုင်ပြည်မင်းစောမွန်ကမြောက်ဦးမြို့ကိုရခိုင်ပြည်နိုင်ငံတော်၏မြို့တော်အဖြစ်တည်ထောင်ခဲ့တာဖြစ်ပါတယ်။19ရာစုအလယ်မှာတော့မြို့တော်၏အရွယ်အစားမှာဧကပေါင်း2000အထိခြေပြန့်ခဲ့ပါတယ်။ British ခေတ်မှာရခိုင်မြို့တော်အဖြစ်စစ်တွေကိုတတ်မှတ်ခဲ့ပြီးနောက်ပိုင်းမှာတော့မြောက်ဦးမြို့ဟာတဖြည်းဖြည်းဖွံ့ဖြိုးမှုနောက်ကျချင်ခဲ့ရတာရှိပါတယ်။မြန်မာပြည်မှာအဲဝမျိုးပြီးရင်မြို့တော်တက်တန်းအကြဆုံးမြို့ဖြစ်တဲ့မြောက်ဦးဟာတချင်ကအရှိအလေပိုင်းဂုံသွေးရေးလမ်းကြောင်းပေါ်ကထင်ရှားတဲ့စိတ်ကမ်းမြို့ကြီးတစ်မြို့လေးပဲဖြစ်ခဲ့ပါတယ်။ရောမအောင်လာတော့ဆောင်နေပါပြီရောမဘယ်ခဲအောင်လေးပါပြီရောမမဲမဲစီချေပါပြီခိုင်နေမှာခိုင်လို့ဒါရီလီအောင်ကချင်းတချင်ကအင်ဒိုနီးရှားနိုင်ငံဂျာဗာကိုအုပ်စိုးခဲ့တဲ့ Dutch တွေဟာမြောက်မှာရုံးဆိုင်ပြီးတော့အခြေချခဲ့ပါတယ်ဒီလိုကြီးကြီးခမ်းနားလာတဲ့မြို့ကြီးဟာတချင်ကဘင်္ဂလားစစ်မျိုးအထိသိမ့်ပိုက်နိုင်ခဲ့တဲ့အင်အားကြီးခဲ့တဲ့ရခိုင်မင်းတွေရဲ့နန်းဆန်မြို့ကြီးဖြစ်ပါတယ်။ထိုရခိုင်မင်းများကတနာကျင်နာတက်ပိတ်တက်ကန်တက်ပြီးတော့တရားမျှတမှုရှိသည်ဟုကြောက်စာတွေမှာဖော်ပြထားပါတယ်။လက်မဆက်တွေကောင်းစဉ်ရင်လက်မကြီးများဖောက်လုပ်ခဲ့ပြီးစီများလည်းဆောက်လုပ်ခဲ့ပါတယ်။မြောက်ဟာကမ္ဘာနေရာစုံကလူမျိုးစုံဘာသာစုံအေဂျင့်စွာအတူနေထိုင်ခဲ့တဲ့မြို့ကြီးတစ်မြို့လည်းဖြစ်ခဲ့ပါတယ်။ထိုင်းလူမျိုးနဲ့ဂျပန်ဆာမူရိုင်းတွေတောင်ရခိုင်ပြည်စီခါစားခဲ့ကြပါတယ်။မြောက်ဦးနာကကြောက်တော်မှာဆိုရင်တော့မဟာမြတ်မုနိဖျားတည်ရှိပါတယ်။မန္တလေးမှာလက်ရှိတည်င်းသုံးနေတဲ့မဟာမြတ်မုနိရုပ်ပွားတော်ဟာမြောက်ဦးမြို့အပြက်မှာတော့ဗမာတပ်တွေကပန်းဆောင်သွားတာဖြစ်ပါတယ်။အခုလိုရခိုင်မှာစစ်ပွဲတွေဖြစ်ပွားနေတဲ့အချိန်မှာရခိုင်အရာဇဝင်မှာအစောဆုံးလို့ယူဆတဲ့မြို့များတရားဝတီဝေသာလီမြို့ဟောင်းမြောက်ဦးမြို့တွေတည်ရှိတဲ့နေမြေမှာစစ်ဘေးကြောင့်လက်နက်ကြီးချီတွေကြောင့်ရှစ်ဟောင်းစတီဖျားတွေဒီတက်ပေါ်ပြက်စီးထိခိုက်မှာကိုရခိုင်လူမျိုးတွေကစိုးရိမ်နေကြပါတယ်ရခိုင်ပြည်ကြီးအမြန်ဆုံးအေဂျင့်ပါစေလို့ကျွန်တော်ဒီဗီဒီယိုလေးကနေပြီးတော့ဆုတောင်းပေးလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရောမအောင်ချလီပါပြီကိုရောမအောင်လာတော့ဆောင်ပြီးပါပြီရောမဘယ်ခဲ